ပေါ်ရဲ့အမเจ้าမှာအနိုင်ကျင့်ခံရတယ်ဆိုတာသိလိုက်ရတော့သူကမောင်းပြန်တဲ့တက်လက်ကိုကင်ပြီးအတန်းထဲကိုဒေါသအကြီးဝင်သွားပါတယ်ပြီးတော့ဘသူတွေအနိုင်ကျင့်တာလဲဆိုပြီးအော်ဟစ်မေးမြန်းပါတော့တယ်ကြောက်လန့်သွားတဲ့ចောင်းသားတွေကနမီချို့ကိုချက်ချင်းပဲထုတ်ဖော်ပြောလိုက်ကြတယ်ဒါပေမဲ့အနိုင်ကျင့်တဲ့ကောင်တွေကကံကောင်းချင်တော့အဲ့ဒီနေ့ကျမှเจ้าမလာပဲပြက်နေကြတယ်ရှင်းစရာလူမရှိတော့တာနဲ့ပုံကသူ့အမကိုခေါ်ပြီးအိမ်ပြန်ခဲ့လိုက်တယ်ဒါပေမဲ့လမ်းမှာတင်အဲ့ဒီလူမိုက်တွေနဲ့ပပင်းတို့ပါတော့တယ်သူတို့တွေကတကောင်ကပေါ်ရဲ့အမကိုလောင်ပြောင်တဲ့အမူအရာတောင်လုပ်ပြလိုက်ပါသေးတယ်သူတို့မသိလိုက်တာကတော့အဲ့ဒီလောက်ရက်ကသူတို့ရဲ့ဒေမင်းကိုသူတို့ဘာသာလက်မှတ်ထိုးလိုက်တယ်လို့ဖြစ်သွားပြီဆိုတာပါပဲဘာလို့လဲဆိုတော့ဘောဆိုတာသွားပြီးဆန်းလို့ရတဲ့လူစားမျိုးမဟုတ်လို့ပါသူကရက်ဆက်ကြမ်းကြုတ်သူပါတွေးဆနေတဲ့ရန်သူရပေါင်းများစွာကိုတယောက်တည်းမျက်တောင်ခတ်ပဲရင်ဆိုင်ရတဲ့လူစားမျိုးပါပြီးတော့သူကကဘာပေါ်မှာခင်မီဆုံးလက်နက်တွေကိုပိုင်ဆိုင်ထားတဲ့မိသားစုကနေဆင်းသက်လာသူလည်းဖြစ်ပါတယ်တကယ်တော့ပေါ်ရဲ့အဖေဟာအင်အားကြီးမားတဲ့ရာဇဝတ်ကောင်ကြီးတစ်ခုရဲ့ခေါင်းဆောင်ပါဒီနေ့မှာလောက်ချန်ခံလိုက်ရလို့သူ့ဖေအပြင်းထန်ဒဏ်ရာရသွားခဲ့တယ်မတေုံတမဲပါပဲဒါကြောင့်ပေါ်ကချက်ချင်းပဲရှေ့ထွက်လာပြီးအဖွဲ့အစည်းကိုလွှဲပြောင်းယူလိုက်တယ်ပြင်းထန်တဲ့မိန်ကုန်းပြောကြားပြီးတဲ့နောက်ခေါင်းသားအားလုံးရဲ့တစ္ဆာရှိမှုကိုသူအမြန်ဆုံးရယူနိုင်ခဲ့တယ်သူ့ရဲ့ပထမဆုံးအမိန့်ကတော့သူ့ဖေကိုတပ်ဖို့စူးစမ်းတဲ့ကောင်တွေကိုလိုက်ရှာဖို့ပါပဲသူ့ရဲ့လင်းမြန်ပြီးရက်ဆက်တဲ့လက်တုံ့ပြန်မှုကခေါင်းကောင်းဆောင်တဲ့အဖြစ်သူ့နေရာကိုခိုင်မာသွားစေခဲ့တယ်ဒါကြောင့်သူ့အမတ်ကိုအနိုင်ကျင့်တဲ့ကလေးတွေပေါ်အတွက်တော့ပိုးမွားလေးတွေလောက်ပဲရှိပါတော့တယ်လူမိုက်လုပ်ချင်နေတဲ့ဒီကောင်တွေသူတို့တွေတွင်သူတို့တူးတယ်လို့ဖြစ်သွားပါတော့တယ်